တော်လှန်ရေးလုံးနေလို့သာမဲအောင်လိုက်ကိုတိုက်နေလို့သာဖုတ်ဖုတ်ကဒီလက်နက်ကင်တွေကိုထောက်ခံနေတာပေါ့နော်ကြိုက်လားဆိုလုံးဝကိုမကြိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့လက်နက်ကလေးမြက်လက်ထဲမှာရောက်သွားပြီဆိုလို့ရှိရင်သွေးကနှစ်ထလင်ရောက်ပြီးတော့အာနာရှင်ဆန်လာကြတယ်ပေါ့ဗျာနော်ဘူကြလာကြတယ်အနိုင်ကျင့်လာကြတယ်ဒါကြောင့်ဖုတ်ဖုတ်လက်နက်ကင်လမ်းစဉ်ကိုမကြိုက်ပါဘူးမကြိုက်ပြင်မဲ့လည်းအခုမင်းအောင်လိုင်းပြုတ်ကြရေးအတွက်လက်နက်ကင်လမ်းစဉ်ကိုထောက်ခံတယ်ဒါပေမဲ့လက်နက်ကင်လမ်းစဉ်ကိုကြိုက်သလားဆိုတော့လုံးဝမကြိုက်ပါဘူးလက်နက်ကင်လမ်းစဉ်ဟာလက်နဲ့မရှိတဲ့ပြည်သူကိုအနိုင်ကျင့်တယ်တော့စော်ကားတယ်ပေါ့နော်နောက်တစ်ခုကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆတ်မြို့ပေါ်မှာရဲတွေပြူစောတီးတွေစစ်သားတွေကဝန်ထမ်းရောင်ဆောင်ပြီးတော့ကျောင်းသားလူငယ်တဦးရဲ့ဆိုင်ကယ်ကိုလူရက်ပါတယ်နော်ကျောင်းသားလူငယ်တယောက်ရဲ့ဆိုင်ကယ်ကိုဒါမိုင်းဆက်မြို့ပေါ်မှာလူရက်တာလက်ရှိမိုင်းရယ်တို့မိုင်းဆက်တို့တာချီလိတ်တို့ဆိုတာကစစ်ကောင်စီအုပ်ချုပ်တဲ့နယ်မြေတွေဘယ်တိုင်းသားမှမသိရသေးတဲ့နယ်မြေတွေတန့်ရန်မိုင်းရယ်မိုင်းဆက်တန့်ရန်မိုင်းရယ်မိုင်းဆက်တာချီလိတ်ဆိုတာဒါဘယ်တိုင်းသားမှမသိရသေးတဲ့နယ်မြေတွေပေါ့နော်အဲ့ဒီနယ်မြေတွေမှာစစ်သားတွေရဲတွေပြူစောတိတွေကကျောင်းသားလူငယ်တယောက်ရဲ့ဆိုင်ကယ်ကိုလူရက်ပြီးတော့ထွက်ပြေးတယ်ဓမြတိုက်တယ်ခိုးဆိုလူရက်တွေလုပ်တယ်နောက်တစ်ခုကမိုင်းဆက်ထောင်မှုအကျဉ်းသားများထံကနော်ငွေညှစ်တယ်ရန်ပြည်နယ်ရှေ့ပိုင်းမိုင်းဆက်အကျဉ်းထောင်မှာထောင်မှုမျိုးစော်ကထောင်ကြတဲ့အကျဉ်းသားတွေကိုနှိပ်စက်ပြီးတော့မိသားစုတွေစီကငွေညှစ်တယ်အကျဉ်းချနေတဲ့ထောင်သားတွေကိုနှိပ်စက်ပြီးတော့မိသားစုတွေကငွေညှစ်တယ်အဲ့ဒါထောင်မှုမျိုးစော်ပေါ့နော်နောက်တစ်ခုကရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာပဲလွဲစတုံအောက်ရွာနဲ့ရန်ခေါင်ရွာသွားတဲ့ကားလမ်းပေါ်မှာကုန်းစုံဆိုင်တစ်ဆိုင်ကိုတနက်ကင်လူ3ယောက်ကဓမြတိုက်ပြီးတော့ကားနဲ့ငွေတွေကိုလူယူသွားတယ်ဟောလွဲစတုံအောက်ရွာနဲ့ရန်ခေါင်ရွာသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ကုန်းစုံဆိုင်ကိုတနက်ကင်ထားတဲ့လူ3ယောက်ကဓမြတိုက်တော့တာကားနဲ့ငွေတွေကိုလူယူသွားတယ်အဲ့ဒါဘယ်သူတွေလဲလို့မေးလိုက်တာချီလိတ်ဆိုတာစစ်တပ်အုပ်ချုပ်တဲ့နေမြေနော်အဲ့တာချီလိတ်မှာဖြစ်သမျှခိုးဆိုလူရဲ့မှန်သမျှဟာစစ်တပ်ရဲ့ပြူစောတိတွေပဲလောက်တာဘယ်သူမှမလုပ်ဘူးသူတို့ပဲရှိတာပဲနောက်တစ်ခုကလမ်းမတော်ကလီစိတ်ကမ်းမှာလူ12ဦးပါတဲ့ဆက်လီမှောက်ပြီးတော့17တန်းကျောင်းသားပျောက်ဆုံးသွားတယ်ပျောက်ဆုံးပြီဆိုမှတော့သေပြီပေါ့ဒါဆက်လီမှောက်တာပေါ့နော်ဟိုတလောကလည်းပဲအဲ့ဒီရန်ကုန်မြို့ထဲမှာဆက်လီမှောက်တာကျောင်းသားလေးတွေအများကြီးသေသွားတယ်ပေါ့နော်အခုလည်းပဲလူ12ယောက်ပါတဲ့ဆက်လီမှောက်ပြီးတော့17တန်းကျောင်းသားသေဆုံးတယ်အမှန်ဆိုရင်ဖုတ်ဖုတ်ဖြစ်စေချင်တာကလေမြန်မာနိုင်ငံကအတိတရားမရှိတာလားခင်မမိတာလားမသိဘူးလေတွေပေါ်မှာအသက်ကဲအင်ဂျီတွေထားတဲ့တယ်ပေါ့နော်ထားတဲ့တယ်လေမောက်ရင်တော့မှအသက်ကဲအင်ဂျီတွေနဲ့ဘာမှမဖြစ်နိုင်ဘူးပေါ့နော်ဒါတွေဟာဖုတ်ဖုတ်တို့တကယ့်ကိုလုံးရမယ်အလုပ်တွေပေါ့နော်လုံးရမယ်အလုပ်တွေဒလဟိုဘက်ကနဲ့ဒီဘက်ကဖယ်ရီဆွဲစားပြီးဆိုတဲ့ကွာအဲ့ဒီဆက်လေပေါ်မှာဖုတ်ဖုတ်တို့အသက်ကဲအင်ဂျီတွေထားကိုထားပေးရမယ်ပြီးတော့ဝတ်ကိုဝတ်ခိုင်းရမယ်အခုလိုလှေမောက်တဲ့အခါမှာအသက်ကဲအင်ဂျီတွေမပါတော့လူတွေအသက်မဆုံးရှုံးသင့်မှနဲ့ဆုံးရှုံးရတယ်ပေါ့နော်ဒါတွေဟာအသိဉာဏ်မရှိတာတွေပေါ့နော်အသိဉာဏ်မရှိတာနောက်တစ်ခုကဖတ်အံမှာဒုတိုင်းမူကိုယ်တိုင်ထိုင်းကကုံနေတင်လာတဲ့ရင်အစီး300ကျော်ကိုတော့စစ်တပ်ကဖမ်းဆီးတယ်ဒုတိုင်းမူကိုယ်တိုင်ဖမ်းဆီးတာနော်ဖတ်အံဒုတိုင်းမူကိုယ်တိုင်ဥဆောင်ပြီးတော့ဖတ်အံမှာဒုတိုင်းမူကိုယ်တိုင်ဥဆောင်ပြီးတော့ရင်အစီး300ကိုထိုင်းနိုင်ငံကကုံနေတင်လာတဲ့ရင်အစီး300ကို
ဖမ်းဆီးပစ်တယ်ဘလောက်တောင်လူဘာဝသလဲဆိုမြန်မာနိုင်ငံမှာအခုကုန်တွေလည်းရှားပါလာတယ်ကုန်စည်တွေလည်းကြီးလာတယ်အဲ့ဒါဒီကောင်တွေကြောက်ပဲကဲဒီကနေ့ရင်အစီး300တောင်ဖမ်းတယ်ဆိုတော့နဲတာမှမဟုတ်တာမြဝတီဘက်ကဆင်းလာတဲ့ကားအလုံးကိုမင်းညကအကုန်ဖမ်းတယ်မြဝတီကဆင်းလာတဲ့ကားမှန်သမျှကိုမနေ့ကအကုန်ဖမ်းပါတယ်အစီး300ကျော်ပါတယ်နော်လူဘာဝတာပြည်သူတွေရဲ့ပစ္စည်းကိုအတင်းအဓမ္မလူယူတယ်ဓမြတိုက်ပြီးတော့လဲယူတယ်အနုချမ်းစီးပြီးတော့လဲယူတယ်ခိုးလဲယူတယ်နော်ပေါ်တင်လဲယူတယ်ဒီကောင်တွေပဲနောက်လျှက်စစ်မီးမမှန်တဲ့ဖြစ်ဝီကားများကိုဝယ်ထားတဲ့ပြည်သူတွေက300ကြီးအရှုံးခံပြီးတော့အခုပြန်လဲရောင်းချနေမီးမလာဘဲနဲ့ဝီကားတွေကိုအတင်းထိုးရအောင်ဘသူရောင်းတာလဲမဲအောင်လိုင်းတာသမီတွေပေါ့ခေသီရီတန့်ဖို့တို့အောင်ပြည့်စုံတို့နော်ဝီကားတွေကိုရောင်းတာအဲ့ဒီဝီကားတွေကိုဘယ်လိုရောင်းအောင်မင်းအောင်လိုက်သားသမီးတွေရောင်းတာနော်အခုဝီကားတွေကိုပြည်သူတွေက300ကြီးရှုံးခံပြီးတော့ကိုပြန်တာရောင်းမှာပေါ့မီးမလာပဲနဲ့ဝီကားဘယ်လိုသွားအသွင်းမှာတော့နောက်ထိုင်းနိုင်ငံချွန်ပူလီမြို့နယ်မှာရှိတဲ့ဟိုဖောင်းဟုံး living technology စက်ရုံမှာတရုတ်နှစ်သစ်သူကာလမှာစက်ရုံကိုခဏပိတ်ထားတယ်အဲ့ဒီစက်ရုံခဏပိတ်ထားတဲ့အချိန်မှာထိုင်းနိုင်ငံသားတွေကမီးကြိုးတွေကိုခိုးပြီးတော့ရောင်းစားခဲ့တယ်ဗျာအဲ့ဒီတခိုးကိုလည်းမိတယ်ထိုင်းနိုင်ငံသားပေါ့နော်မိရသားနဲ့အဲ့ဒီတခိုးကိုအေးမယူပဲနဲ့မြန်မာအလုပ်သမား4ယောက်ကိုတခိုးပါလို့မတရားဆွဆွဲပြီးတော့ဖမ်းဆီးတယ်ဗျာဘလောက်ရုံမာလိုက်ကြတယ်လေဗျာကိုယ်နိုင်ငံမကောင်းတော့ဖို့ခဏပြောတယ်မိဘကသားသမီးကိုမလေးစားတော့ပတ်ဝန်းကျင်ကလည်းမလေးစားဘူးသားသမီးကမိဘကိုမလေးစားတော့ပတ်ဝန်းကျင်ကလည်းမလေးစားဘူးဒါထုံးစံပဲအခုကိုတိုင်းပြည်မှာကိုမင်းအောင်လိုင်ကကိုတိုင်းသူပြည်သားတွေကိုဒီလောက်နှိပ်စက်အခုဖုံတို့ကအင်ဂျင်မဲ့တွေနိုင်ငံမဲ့တွေဖြစ်လို့နော်အင်ဂျင်မဲ့နိုင်ငံမဲ့တွေဖြစ်နိုင်ငံပြောက်တဲ့သူတွေဖြစ်အဲ့ဒါကိုထိုင်းကလည်းသိမလေးကလည်းသိတကဘာလုံးကလည်းသိအဲ့တော့ဘာလုပ်လဲအနိုင်ကျင့်ကြတာဗျာအနိုင်ကျင့်ကြရုံမာလိုက်ကြတာနော်ဟိုဖောင်း living technology စက်ရုံမှာမီးကြိုးတွေကိုခိုးရောင်းတဲ့ထိုင်းလူမျိုးတွေအဲ့ဒါကိုတခိုးကိုလည်းဖမ်းမိရတဲ့နဲ့မြန်မာလူသမား4ယောက်ကိုတခိုးပါဆိုပြီးဆွဆွဲပြီးတော့မတရားဖမ်းဆီးတယ်ဟောအခုခိုးမှုနဲ့ဆွဆွဲခံတဲ့မြန်မာလူသမား4ယောက်ကိုစက်ရုံနဲ့စကပြန်နဲ့ပေါင်းပြီးတော့နော်စက်ရုံနဲ့စကပြန်နဲ့ပေါင်းပြီးတော့ပတ်စပို့တက်တန်းတိုးပေးဖို့ဓာတ်ပုံရိုက်တယ်ဆိုပြီးလိန်ခေါ်သွားတယ်နော်ပတ်စပို့တက်တန်းတိုးပေးဖို့ဓာတ်ပုံရိုက်တယ်ဆိုပြီးလိန်ခေါ်သွားတယ်လိန်ခေါ်သွားပြီးတော့ CCTV ကမှတ်တမ်းကိုဖြတ်ညက်ကတ်ဆက်လုပ်ပြီးတော့ဖုံတို့တရားစွဲတယ်ပေါ့ဗျာဖြတ်ညက်ကတ်ဆက်လုပ်ပြီးတော့တရားစွဲတယ်တော်တော်ရုံမာတဲ့ကောင်နေနော်တနေ့တော့ဝက်လေကြတာပေါ့နော်တနေ့ဝက်လေကြတာပေါ့ဘုံတို့လမ်းမှာရေးထားတဲ့ဆိုင်းဘုတ်လေးကိုမှတ်မိကြမှာပေါ့နော်မင်းထက်ဆိုင်ကယ်မောင်းကျွမ်းတဲ့သူတွေတင်ကြကုန်းမှာအများကြီးနော်မင်းထက်ဆိုင်ကယ်မောင်းကျွမ်းတဲ့သူတွေတင်ကြကုန်းမှာအများကြီးဆိုပြီးတော့သတိပေးထားတယ်အဲ့ဒီစကားလုံးကတော်တော်လေးထိရောက်ပါတယ်အခုလည်းပဲမင်းတို့ထက်လူလေကြတဲ့ကောင်တွေမင်းတို့ထက်လူဘာဝတဲ့ကောင်တွေငရဲပြည်မှာအများကြီးသူများကိုလူလေကြလိုက်ရလို့ပျော်မနေနဲ့ဝမ်းသာမနေနဲ့ကိုယ့်ထက်လူလေကြတဲ့သူတွေကိုယ့်ထက်ဆရာကြတဲ့သူတွေငရဲပြည်မှာအများကြီးဟုတ်လားနော်အများကြီးသူများကိုလူလေကြရတယ်ဆိုပြီးတော့ကြိတ်ပြီးဝမ်းသာမနေနဲ့ကြိတ်ပြီးပျော်မနေနဲ့ကိုယ့်ထက်လူလေကြနိုင်တဲ့သူတွေငရဲပြည်မှာအများကြီးဆိုတာမမေ့နဲ့ပေါ့နော်နောက်တစ်ခုကထိုင်းနိုင်ငံဆူလက်ဌာနီမှာပေါ့နော်မြန်မာပြည်စည်းတွေကိုလိုက်လွင့်ပြီးဈေးရောက်နေတဲ့ online လက်ကားဆိုင်ကိုတကယ်အကြီးကြီးဆူလက်ဌာနီမြို့မှာ online လက်ကားဆိုင်ကြီးကိုထိုင်းအာဏာပိုင်တွေကစီးနှင်းပြီးတော့ဖမ်းဆီးလိုက်တယ်နော် online ထိုင်းနိုင်ငံမှာ online ဈေးရောက်တဲ့သူတွေတတိထားပါ
ထိုင်းနိုင်ငံမှာ online ဈေးရောက်တဲ့သူတွေသိတာပါအခုဆူလက်ဌာနီမြို့မှာကို online ပေါ်ကနေ live လွှင့်ပြီးဈေးရောက်တဲ့ online လက်ကားဆိုင်ကြီးတကယ်အကြီးကြီးအဲ့ဒါကိုထိုင်းအာဏာပိုင်တွေကဖမ်းလိုက်တယ်အခုဖမ်းခံလိုက်ရတဲ့ online short ဆိုင်ကပေါ်သေးသေးမဟုတ်သူ့အမျိုးသားကထိုင်းဗျသူကထိုင်းကိုယူထားတာထိုင်းကိုယူထားတယ်ဆိုတော့ဒီလိုဈေးရောင်းစားလို့ရမှာပဲလို့သူတို့ထင်တာပေါ့နော်ဈေးရောင်းစားလို့ရမှာပဲဆိုအဲ့တော့ယောက်ျားဖြစ်သူကထိုင်းအမျိုးသမီးဖြစ်သူကမွန်လူမျိုးပေါ့နော်အခုဖမ်းခံလဲရတယ်အဖမ်းခံလဲရတယ်တကယ်တမ်းကျတော့ထိုင်းနိုင်ငံမှာမြန်မာပြည်စည်းတွေဆိုတာလိုင်စင်ရှိရပါတယ်လိုင်စင်ရှိုံနဲ့တော့ရောင်းစားလို့မရပါသေးဘူးပြီးတော့ငွေကြေးလိုင်စင်ရှိရပါတယ်ပစ္စည်းလိုင်စင်ငွေကြေးလိုင်စင်ဆိုပြီးတော့နှစ်မျိုးစလုံးရှိမှသာလျှင်ဈေးရောင်းစားလို့ရပါတယ်ကိုရောင်းချနေတဲ့ပစ္စည်းတွေဟာနော်အခွန်ဆောင်ထားတဲ့ပစ္စည်းပြီးတော့လိုင်စင်ရှိတဲ့ပစ္စည်းပြီးတော့ငွေကြေးလိုင်စင်အဲ့ဒီလိုအချက်အလက်တွေပြည့်စုံမှသာလေထိုင်းနိုင်ငံမှာဈေးရောက်စားလို့ရပါတယ်ကိုရောင်းနေတဲ့ပစ္စည်းဟာအခွန်ဆောင်ထားတဲ့ပစ္စည်းလည်းမဟုတ်ဘူးပြီးတော့အယောင်းလိုင်စင်ရထားတဲ့သူလည်းမဟုတ်ဘူးပြီးတော့ငွေကြေးလိုင်စင်လုပ်ထားတဲ့သူလည်းမဟုတ်ဘူးဆိုရင်အဖမ်းခံရပါတယ်တကယ်လို့ထိုင်းနိုင်ငံကအာဏာရှိတဲ့သူတွေကဖမ်းပြီဆိုရင်တော့ဘုဘတို့ဥပဒေတစ်မျိုးမျိုးနဲ့လွတ်မှာမဟုတ်ပါဘူးကျိန်းသေးပေါ့ဖမ်းခံရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ဗဟုသုတအနေနဲ့ထိုင်းနိုင်ငံမှာဈေးရောင်းစားမယ်ဆိုရင်ကိုရောင်းတဲ့ပစ္စည်းဟာအခွန်ဆောင်ထားတဲ့ပစ္စည်းဖြစ်ရမယ်အယောင်းလိုင်စင်လုပ်ထားရပါမယ်နော်ရောင်းတဲ့သူကအယောင်းလိုင်စင်လုပ်ထားရပါမယ်ပြီးတော့ငွေကြေးလိုင်စင်လည်းလုပ်ထားရပါမယ်အယောင်းလိုင်စင်ငွေကြေးလိုင်စင်မရှိဘဲနဲ့တိုင်းနိုင်ငံမှာဈေးရောင်းစားလို့မရပါဘူးပေါ့နော်နောက်တစ်ခုကထိုင်းနိုင်ငံကချနပူရီမှာတရားမဝင်ဝင်လာတဲ့မြန်မာနိုင်ငံသား30နီးပါးဒီကနေ့ဖမ်းဆီးခံရရတယ်အဲ့ဒီကချနပူရီမှာလူရာနဲ့ချီပြီးဖမ်းခံဒါလည်းပဲလာတာပဲဒီလောက်ဖမ်းခံနေရလဲလာတာပဲဟုတ်တော့တခြားလမ်းကပြောင်းလာလို့မရဘူးလားဖို့ကအဲ့ဒီလိုဆိုလိုချင်တာပေါ့နော်ဒီလမ်းကနေ့စဉ်တိုင်းဖမ်းနေတာသိရတာနဲ့ဘာလို့ဒီလမ်းကကြီးပဲလာနေရတာတခြားလမ်းပြောင်းလာလို့မရဘူးလားအဲ့လိုမေးစရာရှိတာပေါ့နော်အဲ့တော့ဖမ်းမှသိရတာနဲ့ဒီလမ်းကလာတာဆိုတော့တတ်ကိုဖမ်းရအောင်ဖတ်ခံရအောင်ပွဲစားတွေကလောက်တာပေါ့ဗျာဟုတ်တယ်မလားနောက်တစ်ခုကအိန္ဒိယနိုင်ငံနေဖြင့်ဖမ်းဆီးရရှိသောမြန်မာနိုင်ငံသားများကိုစစ်ကောင်စီတန်းပြန်ပို့နေခြင်းမှာသေတွင်းထဲကိုပို့သည့်သဘောဖြစ်နေ၍လူသားချင်းစာနာထောက်ထားဖို့ကိုကြီးစောက်ရှောက်ပေးဖို့အန်ယူဂျီကမြစ်တာရက်ခံတယ်တဲ့နော်နောက်တစ်ခုကကော့ဆမွေကျွန်းမှာကော့ဆမွေမြို့မှာမြန်မာအလုပ်သား100ကိုလိုင်းကန်ထက်ထိဝင်ပြီးတော့ကိုစစ်ဆေးခဲ့တယ်ဗျာအိမ်တကားခောက်ပြီးတော့ကိုစစ်ဆေးတာအခန်းတကားခောက်ပြီးတော့ကိုစစ်ဆေးတာမြန်မာနိုင်ငံသား100ကိုဒါကော့ဆမွေမှာဖြစ်သွားခဲ့တဲ့သတင်းတော်တော်ကိုကြီးကျယ်တဲ့သတင်းပေါ့နော်မြန်မာတွေနေတဲ့အခန်းတွေကိုတကားခောက်ပြီးတော့ကိုစစ်ဆေးတာအလုပ်သမား100အဲ့ဒီအလုပ်သမား100တဲ့က19ဦးကိုစီးကိုစစ်လိုက်တဲ့အချိန်မှာ3ယောက်မှာမူးယစ်ဆေးဝါးသုံးဆွဲထားတာကိုတွေ့ရှိတယ်တဲ့နော်အဲ့ဒါကော့ဆမွေရဲစခန်းမှာတရားဝင်မူးယစ်ဆေးဝါးသုံးဆွဲမှုနဲ့အခုအမှုဖွင့်ခံလိုက်ရတယ်ဗျာကို့မြန်မာတွေဒါမလိမ္မာတာနော်ဒီလောက်သူများနိုင်ငံမှာဒီလောက်စစ်ဆေးတောင်းကျမ်းနေတာတောင်မှကောင်းကောင်းမနေကြဘူးမူးယစ်ဆေးဝါးတွေသုံးဆွဲကြတယ်ဒါမူးယစ်ဆေးဝါးသုံးဆွဲတာအဆိုးဆုံးပဲဟမ်ဒီလောက်ကို့နိုင်ငံခကြီးပြက်ကိုယ်နိုင်ငံဒုက္ခရောက်သူများနိုင်ငံကိုလိမ့်လိမ့်မမနေကြပါလားဘာလို့မွေးစေဝါတွေသုံးဆွဲကြတယ်အဲ့ဒီကော့ဆမွေကျွန်းမှာအခန်းတကားခောက်ပြီးတော့နော်အစစ်ဆေးခံရတဲ့အခုဖြစ်ရက်က
မြန်မာတွေစုလို့တဲ့ညဘက်ဆိုရင်အုပ်စုလိုက်အပြင်ထွက်ပြီးတော့သွားကြတယ်အဲ့ဒါထိုင်းပြည်သူတွေကကြောက်လို့ဆိုပြီးတိုင်တာနော်ညဘက်အုပ်စုလိုက်အပြင်ထွက်ကြတယ်ပြီးတော့စုတယ်ပေါ့နော်အဲ့ဒါနဲ့ထိုင်းပြည်သူတွေကတိုင်တော့ရဲတွေကအခန်းတကားတွေခောက်ပြီးတော့ကိုစစ်တာထိုင်းနိုင်ငံမှာကြောက်စရာအကောင်းဆုံးကပြစ်မှုအကြီးဆုံးတွေကတစ်ခုပါတယ်ပြစ်မှုအကြီးဆုံးတွေစုတာထိုင်းကစုတာမကြိုက်ဘူးသူတို့လည်းမစုဘူးသူများစုတာလည်းမကြိုက်ဘူးအဲ့ဒါသတိထားကြထိုင်းနိုင်ငံရောက်ပြီဆိုရင်လေကြောက်စရာအကောင်းဆုံးကအဲ့ဒါစုတာမြန်မာတွေရှိတဲ့နေရာဆိုထိုင်းနေမနေကြတော့စုလို့ဆိုပြီးထွက်ပြေးကုန်ကြသူတို့ကစုတာမကြိုက်ဘူးသူတို့လည်းမစုသူများစုတာလည်းမကြိုက်အေးစုပြီးဆိုရင်အဲ့ဒါရဲတိုင်တယ်ရဲတိုင်ပြီးဆိုရဲကအဲ့ဒီလူတွေကိုနော်လာပြီးတော့စစ်ဆေးတယ်စစ်ဆေးပြီးတော့ဘုဘတို့အပြစ်မရှိအပြစ်ရှာကြီးဖမ်းတယ်ဥပမာလောင်ကစားများလှုပ်ထားလားမိုးရေစေးဝါများတုံးထားလားပြီးတော့အထောက်ထားတွေရှိသလားမရှိဘူးလားအမျိုးစစ်ဆေးတယ်ပေါ့နော်စစ်ဆေးတယ်ဒါကြောင့်သတိထားကြသူတို့ထိုင်းနိုင်ငံမှာစုတာမကြိုက်ဘူးစုရင်အတိုင်ခံရတယ်နော်အတိုင်ခံရတယ်အခုကော့စမွေမှာဒါအလုသမားတရားစစ်ဆေးခံရတယ်အဲ့ဒီတရားတွေကမှမိုးရေစေဝါတုံးဆွဲထားတဲ့3ယောက်ကိုအခုအမှုဖွင့်ခံထားလိုက်ရပြီပေါ့နော်ကြံတဲ့သူတွေကတော့ဒါအဖတ်မခံလဲရဘူးပေါ့နော်အထောက်ထားတွေပြည့်စုံနေတဲ့အတွက်ကြောင့်ဒါကြောင့်အထောက်ထားတွေဘယ်တော့ပဲပြည့်စုံထိုင်းနိုင်ငံမှာမစုကြပါနဲ့မိုးရေစေဝါတွေမသုံးဆွဲကြပါနဲ့စုတာနဲ့မိုးရေစေဝါသုံးဆွဲတာဒီဒါထိုင်းနိုင်ငံမှာတော်တော်လေးအပြစ်ကြီးတယ်ပေါ့နော်တော်တော်လေးအပြစ်ကြီးပါတယ်နောက်တစ်ခုကပါကစ္စတန်နိုင်ငံမှာအသေးခံဘုံခွဲတဲ့အတွက်ကြောင့်အနည်းဆုံးလူ9ယောက်သေဆုံးတယ်အများပြားဒဏ်ရာပါကစ္စတန်တို့အာဖဂန်နစ္စတန်ဆိုတာတကယ်အကြမ်းဖက်တွေပေါ်များတဲ့နိုင်ငံတွေဗျာနော်တော်တော်ကြောက်စရာကောင်းတယ်နောက်တစ်ခုကအင်ဒိုနီးရှားမှာနှွေးခေါင်ကြီးမိုးသည်ထန်ရွာသွန်းမှုကြောင့်လူထောင်ပေါင်းများစွာနေရာပြောင်းရအင်ဒိုနီးရှားဆိုတာကြောက်စရာအရန်ကောင်းတယ်ကျုံးပေါင်း900ကျော်နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဗျာလှလာလဲအရန်လှတယ်ကမ္ဘာပေါ်မှာတော်တော်လှတဲ့နိုင်ငံပဲကျုံးပေါင်း900နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံအင်ဒိုနီးရှားဆိုတာကြီးဒါပေမဲ့ဘေးဥပတ်အန္တရာယ်လဲတော်တော်ပိုးတယ်နှစ်စဉ်နှစ်တိုင်းဆူနာမီပြစ်လိုက်ငလျင်လှုပ်လိုက်နော်မိုးရွာရေကြီးလိုက်နဲ့ဘေးဥပတ်အန္တရာယ်တော်တော်ဖြစ်တာကျွန်းနေကိုဗျာနော်တော်တော်ကြောက်စရာကောင်းတယ်ပေါ့နောက်တစ်ခုကဒီကနေ့ထူးဆန်းတဲ့ပေါ့နော်တောင်ကိုရီးယားကတိုက်လေရင်လေးကျင်းနဲ့မြောက်ကိုရီးယားရဲ့ရွာတရွာကိုမှားပြီးတော့ဘုံကျဲမိတာပြည်သူ15ယောက်ဒဏ်ရာရသွားတယ်မြောက်ကိုရီးယားကပြည်သူ15ယောက်ဒဏ်ရာလေးကျင်းလုံးနေရင်နဲ့မြောက်ကိုရီးယားကရွာကိုဘုံကျဲမိလိုက်တာနော်အဲ့ဒါမြောက်ကိုရီးယားပြည်သူ15ယောက်ဒဏ်ရာရသွားတယ်ဆိုတော့မြောက်ကိုရီးယားကအခုဘလို့တုတ်ပြန်မလဲတော့ဘိုးတို့မသိရသေးဘူးပေါ့နော်ဘလို့တုတ်ပြန်မလဲမသိသေးနောက်တစ်ခုကနောက်ဆုံးသတင်းပါပဲတောင်ကိုရီးယားမှာဖြူဖြူကျော်သိန်းကရန်ကုန်ငွေဂီတဖျော်ဖြေပွဲလုပ်ခဲ့ပါတယ်အဲ့ဒီဂီတဖျော်ဖြေပွဲမှာမြန်မာကျပ်ငွေသိန်း6800ခန့်ရရှိခဲ့တယ်အများကြီးပဲသိန်း6800ခန့်ဆိုအနည်းတဲ့ပတ်စံမဟုတ်ဟောအဲ့တော့ဒီပတ်စံတွေကိုဒါစစ်ဘေးရှောင်တွေအတွက်လှူဒန်းသွားမှာပေါ့နော်ဒါသိဝမ်းသာစရာကောင်းပါတယ်နော်သိဝမ်းသာစရာကောင်းပါတယ်ဆိုတာကိုပြောကြရင်းနဲ့ပဲဟောရဲ့ like ကိုဒီပါတယ်ပဲဆုံးသက်လိုက်ပါတယ်ဗျာအားလုံးပြည်သူပြည်သားအပေါင်းတို့ကျမ်းမာချမ်းသာကြပါစေတက်ရှင်နာကင်းကြပါစေဗျာ